လူတယောက်ဟာတကယ်တမ်းဘယ်ချိန်မှတည်ဆိုးလို့ရှိလဲလုံးသွင်းရသွားတဲ့ချိန်လားဒါမှမဟုတ်သူကိုယ်တိုင်သူ့ရဲ့နာမည်ကိုမေ့သွားတဲ့ချိန်လားဒီနေ့ကျွန်တော်ပြောပြချင်တာကတီယွန်ဂရေဂျွိုင်းဆိုတဲ့နာမည်တစ်ခုရဲ့နောက်ွယ်ကကြေကွဲဆုံးဖြစ်ခဲ့တဲ့နောင်နာတရားတွေအကြောင်းပါကျွန်တော်တို့ဟာကိုယ့်ရဲ့ကိုယ်ပြန်ဖို့အတွက်ဘယ်လောက်ထိပေးဆက်ရမလဲကျွန်တော်တို့အားလုံးဟာဘဝမှာတိမှန်ပြုခံရခြင်းနဲ့အချစ်ခံရခြင်းနဲ့ဒါပေမဲ့တီယွန်အတွက်တော့အဲ့ဒီတိမှန်ပြုမှုဆိုတာငဲ့ကိုသွားတဲ့လက်မှတ်တစားဖြစ်ခဲ့တယ်သူ့မှာအိမ်လုံးရှိခဲ့တယ်တရင်ကသူ့ကိုဝေဖာပေးခဲ့ပြီးတော့နောက်တရင်ကသူ့ကိုလူဖြစ်အောင်ပြုတော်ပေးခဲ့ဒါပေမဲ့ကန်ချမာကသူ့ကိုအိမ်လုံးစလုံးရဲ့သစ္စာဖြစ်လာအောင်တောင်းပို့ခဲ့ဒီနေ့တော့ကျွန်တော်တို့ဟာ GOT ရဲ့ကကြေကွဲဆုံးနဲ့တရားစရာကောင်းဆုံးဇက်ကတကောင်ရဲ့ဒီစဉ်ကိုစာဆုံးပြန်ကြည့်ပါမယ်ဒီဗီဒီယိုကသစ္စာပေါင်းတယောက်ရဲ့ဇလန်းကိုပြောမှာမဟုတ်ဘူးမိမိကိုယ်ကိုပြန်ရှာတွေးအောင်စူးစမ်းခဲ့တဲ့လူတယောက်ရဲ့နှောင်နှားတွေအကြောင်းပြောမှာပါတီယွန်ကိုကျွန်တော်တို့စီစဉ်သွားမှစားတွေ့တော့သူကတော်တော်လေးကိုမြင်ကပ်ဖို့ကောင်းတယ်ပြီးတော့မောက်မာတယ်မိန်းကလေးတွေနဲ့လည်းပွေရှုပ်တယ်ပြီးတော့သားတယောက်လိုဘာလိုနဲ့လည်းနေတတ်သေးတယ်ဒါပေမဲ့ကျွန်တော်တို့တေချာကြည့်ရင်သူ့ရဲ့မျက်လုံးထဲမှာအများနဲ့အားငယ်စိတ်တစ်ခုခုရှိနေအောင်တွေ့ရလိမ့်မယ်တီယွန်က Nessa စီမှာဆန်နှစ်ကြာတစ်စက္ကန့်ပြည့်နေခဲ့ရတယ်တားတွေကသူ့ကိုဘလောက်ပဲကောင်းအောင်ထားပါစေသူက star တယောက်မဟုတ်ဘူးဆိုတော့ခန္ဓာချက်အမြဲရှိနေခဲ့အဲ့ဒီခန္ဓာချက်ကပဲသူ့ကိုအမြဲနှိမ့်ဆက်နေခဲ့ဂျွန်စနိုးနဲ့တီယွန်ရဲ့ဆက်ဆံရေးကိုကြည့်ရင်ပိုပြီးတော့သိတာတယ်တီယွန်ကဂျွန်ကိုအမြဲနှိမ့်နေဘာလို့လဲဆိုတော့ဂျွန်ကဘတ်စတာတယောက်ဖြစ်နေပေမဲ့ star တွေရဲ့တည်သားရင်ဖြစ်နေလို့ပါတီယွန်ကတော့မင်းဘလောက်ပဲမင်းသားဖြစ်နေပါစေတမိသားစုအတွက်တော့အများနဲ့သစိမ့်ဖြစ်နေခဲ့အဲ့ဒီမလုံခြုံမှုကပဲတီယွန်ရဲ့ဘွားတစ်လျှောက်လုံးမှာလုံးမဲ့အမားတွေရဲ့စဖြစ်ခဲ့တယ်စီဇန်2မှာတီယွန်ဟာ Rossi ကနေပြီးတော့မှတာဝန်တစ်ခုနဲ့အိမ်ပြန်ခဲ့သူမျောလင်းထားတာကအိမ်ပြန်ရောက်ရင်မင်းသားလေးပြန်လာပြီဆိုပြီးတော့ဝိုင်းကြိုရမယ်ပေါ့ဒါပေမဲ့တကယ်တမ်းလက်တွေ့မှာတော့သူ့ဖေဘေလွန်ကိုယ်တိုင်ကသူ့ကိုထင်သေးဆုံးဖြစ်ခဲ့ And how do you feel about that? It's done is done. သူ့ဖေပြောခဲ့တဲ့စကားတစ်ခုကတီယွန်ကိုရမ်းနာကျင်စေခဲ့မင်းကစတာတွေရဲ့ခွေးပြစ်နေပြီမင်းဝတ်ထားတဲ့ဝတ်စားတွေကညမင်းသားတွေရဲ့ဝတ်စားတွေတဲ့အဲ့ဒီအချိန်မှာတော့တီယွန်ဟာလုံးဝကြိုက်ရသွားခဲ့ဘာလို့လဲဆိုတော့တစ်ဖက်မှာတင်းသားရင်လိုချစ်ခဲ့တဲ့ Rosta နောက်တစ်ဖက်မှာတော့သူ့ရဲ့သွေးသားရင်အဖေနောက်ဆုံးမှာတော့တီယွန်ဟာအဖေဖြစ်သူရဲ့တီးမှန်းပြုမှုကိုရဖို့အတွက်သူ့ရဲ့သစ္စာတရားကိုရောင်းလိုက်ရတယ်နောက်တော့သူ Winterfell ကိုတေးပိုက်ခဲ့တယ် Louder. Said Prince Theon. Have yielded Winterfell to Prince Theon. You all know me. ဒါစေးရနိုင်ရချင်လို့မဟုတ်ဘူး။ तू က Greyjoy စစ်ပါလို့သူ့ဖေကိုတက်တည်ပြချင်ခဲ့တာ။ဒါပေမဲ့ Winterfell ကို तू သေးလိုက်တဲ့နေ့မှာ तू ဟာအိမ်နှလုံးစလုံးကိုဆုံးရှုံးလိုက်ရတာပါ။ပြီးတော့ Sir Roderick ကိုတတ်တဲ့ဆင်းမှာ Theon ကဓာတ်ကိုတစ်ချက်တည်းနဲ့ပြတ်အောင်မခုံနိုင်ခဲ့ဘူး။ဘာလဲဆိုတော့ तू ကဓာတ်သမားတယောက်လည်းမဟုတ်ဘူး။လူသက်သမားတယောက်လည်းမဟုတ်ဘူး။ तू ကအာနာရှင်လည်းမဟုတ်ဘူး။တကယ်တော့ तू ကဘာမှကိုမဟုတ်ဘူး။ဒါပေမဲ့ तू ကတရားရောက်ဖြစ်ဖို့တင်းကိုဟန်ဆောင်လုပ်ယူထားရတဲ့တာမန်လူငယ်တယောက်ပါ။သူ့ရဲ့မျက်နှာကိုကြည့်လိုက်ရင်နောက်ထပ်တရားတွေအပြည့်ရှိနေပေမဲ့မာနတွေကြောင့်သူကနောက်ကိုမဆုံးနိုင်ခဲ့တော့ဘူး။ခုတော့ GOT တစ်ခုလုံးမှာစင်မကောင်းစရာအကောင်းဆုံးပိုင်းပါ။ဗန်စီယာတီယွန်ကိုရုပ်ပိုင်းဆရာပဲနှိမ့်ဆက်တာမဟုတ်ဘူး။စိတ်ပိုင်းဆရာပါရချိုးခဲ့တာပါ။သူ့ရဲ့ယောက်ျားအင်ကာကိုဖျက်တောက်လိုက်တာတီယွန်ရဲ့မာနနဲ့နာဂတ်ကိုမြစ်ကနေဆွဲနှုတ်လိုက်တာပါ။တီယွန်ဟာမင်းသားမဟုတ်တော့ဘူး။တီယွန်ဟာလူတော်မဟုတ်တော့ရန်ဆေးကသူ့ကို Rick လို့နာမည်ပေးတဲ့အခါသူတီယွန်ဟာစာပိုင်းမှာညှင်းဆန်ခဲ့သေးပေမဲ့နောက်ပိုင်းမှာတော့သူဟာဘလို့မလွန်ဆန်နိုင်တော့ဘဲနဲ့ရန်ဆေးရဲ့သဘောတိုင်း Riba လို့ခံယူခဲ့ရတယ်။သူဘလောက်တောင်ကြောက်သွားလဲဆိုရင်သူ့မယာရာကသူ့ကိုစောစားပြီးလာခဲ့တာတော့ငါ Riba တီယွန်မဟုတ်ဘူးဆိုပြီးတော့လောင်ဝင်ထဲမှာပုံနေခဲ့ဒီနေရာမှာတီယွန်ကိုကြည်ပြီးတော့ကျွန်တော်ဘာလို့တနာရလဲဆိုတော့သူကမှားရလောက်ခဲ့ပေမဲ့ခုသူခံနေရတာကသူအမားတဲ့စာပေါင်းများစွာတာလွန်နေလို့ပါဒါပေမဲ့ဘလို့ပဲဆိုပါစေမှောင်ဆိုးညမှာတော့တောက်ပနေတဲ့ကြက်တပွဲကတော့ရှိတတ်ပါတယ်ဆန်ဆန်စတာဝင်တာဖဲကိုရန်စီရဲ့ဇနီးပြည့်ရောက်လာတဲ့ချိန်မှာတော့တီယွန်ရဲ့အိပ်ပျော်နေတဲ့တိတ်ခါတရားတွေပြန်နှိုးထားလာခဲ့ကိုကိုမောင်နှမရင်းလိုချစ်တဲ့အိမ်တော်ကမင်းသမီးတယောက်ကကိုမျက်စိရှေ့မှာတင်ရန်စီလိုလူရုံမာရဲ့နှိမ့်ဆက်မှုကိုခံနေရတယ်တီယွန်ဟာစာပိုင်းမှာရန်စီကိုကြောင်လုံးလို့ဘာမှမလုပ်ရခဲ့ဘူးဒါပေမဲ့ဆန်ဆန်ရဲ့မျက်လုံးထဲကနာကျင်မှုတွေကိုမြင်ရတဲ့အခါသူ့ရဲ့ပုံနေတဲ့တီယွန်ဆိုတဲ့လူသားကရီဆိုတဲ့မိုက်ကိုတွန်းလှန်ပြီးထွက်လာခဲ့သူတို့နှင်းထဲကိုခုံချပြီးထွက်ပြေးတဲ့ဆင်းကတီယွန်ရဲ့ redemption ခီးစဉ်ရဲ့အစပါစီဇန်6နဲ့7ကိုပြန်ကြည့်ရင်တီယွန်ဟာသူ့အမားတွေကိုပြန်ပြေဖို့စူးစမ်းခဲ့တာကိုတွေ့ရလိမ့်မယ်သူ့အမယာရာကိုကာကွယ်ဖို့ဂျွန်စနိုးစီမှာဒူးတောက်တောင်းပန်ဖို့သူဟာရင်လိုမောက်မာတဲ့မင်းသားတယောက်မဟုတ်တော့ပဲ
မန်တရားရဲ့တိုက်ပွဲဝင်ရတဲ့စစ်သူတယောက်ဖြစ်လာခဲ့တယ်။နောက်ဆုံးတော့တီယွန်ဟာအင်ကိုပြန်ရောက်လာခဲ့ဝင်းတာဖဲဒါသူသစ္စာပေါက်ခဲ့မှုရဲ့နေရာဒါပေမဲ့သူ့ကိုလူဖြစ်အောင်ပြောတော်ပေးခဲ့တဲ့နေရာဘတ်တောဝင်းတာဖဲမှာသူကဘလန်စတာကိုကာကွယ်ဖို့တာဝန်ယူခဲ့ရတယ်။သူမနိုင်မှန်းသိပါတယ်။နိုင်ခင်းရဲ့အင်အားကိုလည်းသူသိခဲ့တယ်။ဒါပေမဲ့သူမပြေတော့ဘူး။ဒါဟာသူ့ဘဝမှာနောက်ဆုံးကြံခဲ့တဲ့ຢာတစ်ခုကိုတက်တည်ပြခြင်းခဲ့တာပါ။အဲ့ဒါကတော့သစ္စာတရားပါပဲ။ဘလန်သူ့ကိုကြည့်ပြီးတော့တီယွန်ရဲ့မင်းကလူကောင်းတယောက်ပါကျေးဇူးပါလို့ပြောတဲ့အချိန်မှာတီယွန်ရဲ့မျက်ဝန်းထဲကမျက်ရည်တွေကຢာအားလုံးကိုခွဲလော်ပေးလိုက်သလိုပါပဲ။သူကနိုင်ကင်းစီကိုပြေးဝင်သွားခဲ့။အောင်နိုင်သူဖြစ်ပုတ်ပဲနဲ့ချေရတဲ့သူတွေကိုကာကွယ်ဖို့အတွက်သူရဲကောင်းတယောက်အနေနဲ့အသက်ပေးသွားခဲ့တာပါဒီတော့တီယွန်ဂရေဂျွိုင်းဆိုတာဘယ်လိုလူလဲကျွန်တော်တို့တော့သူကမပြေဆုံးတဲ့လူတယောက်ပါကျွန်တော်တို့လိုပဲအမားတွေလောက်တယ်လမ်းမားတွေကိုလိုက်တယ်တစုံတယောက်ရဲ့တိမှတ်ပြုမှုကိုခံရခြင်းနဲ့သူ့ရဲ့ဇလန်းကတော့ကျွန်တော်တို့ကိုသင်ခန်းစာတစ်ခုတော့ပေးတယ်အဲ့ဒါကတော့မင်းဘလောက်ပဲကြာဆုံးနေပါစေတဲ့မင်းလှုပ်ခဲ့တဲ့မားတွေကဘလောက်ပဲကြီးမားနေပါစေမင်းမှာနှောင်နှားရတဲ့စိတ်လေးရှိရင်အဲ့ဒါကိုပြန်ပြုပြင်ဖို့ခွေးရည်မြဲရှိရဆိုတာပါပဲ Theon. You're a good man. Thank you. တီယွန်ဟာဘယ်တော့မှစတာတယောက်အနေနဲ့မမွေးဖွားခဲ့ဘူးဒါပေမဲ့သူဟာစတာတယောက်လို့တော့သိဆုံးသွားခဲ့သူကပင်လယ်ပြင်ရဲ့သားဖြစ်တယ်လို့မြောက်ပိုင်းရဲ့သူရဲကောင်လည်းဖြစ်တယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ